အခုဆက်လက်ရှင်ပြိုင်မယ်ပြိုင်ပွဲဝင်ကဘယ်သူဖြစ်မလဲဆိုတော့ကြည့်လိုက်ကြအောင်လားဗျာမင်္ဂလာပါ မင်္ဂလာပါကျိုးစုပါသည်အားနာမည်လေးကျွန်တော်နာမည်စောအေးစီမူပါစောအေးစီမူဟုတ်ကဲ့ဘယ်လို idea နဲ့လာပြီးတော့မှပြိုင်ပြစ်တာလဲဟုတ်ကဲ့တကယ်ချင်းတရားစီကနေပြီးတော့ကျွန်တော်လာပြန်ဖြစ်တယ်ဖေဖေမေမေတို့ကအားပေးသလားဖေဖေမေဟုတ်ကဲ့သူတို့အားပေးရှာပါတယ်အားပေးကြတယ်ဖန်အားပဲလားဟုတ်ဖန်အားပဲဒါပေမဲ့ကျွန်တော်မိသားစုရဖန်အားမဟုတ်ကဲတချင်းလေးဆိုကြမယ်လေဘာတချင်းစီစဉ်ရွေးချယ်ထားလဲဟုတ်ကဲ့ကျွန်တော် Michael Blue ဆိုတဲ့ home ချင်းတစ်ပုတ်ကျွန်တော်စီစဉ်ထားတယ်ရပြီသားစီစဉ်ဖြစ်ရင်ဆိုလို့ရပါပြီ Let me go home It's all be alright I'll be home tonight I'll be coming back home ဒါဘာလို့ဒီသချင်းလေးရွေးဆိုရဖြစ်လို့ဆိုတော့ကျွန်တော်တောက်တန်းကလေးကမိသားစုနဲ့ခွဲနေခဲ့ရတယ်။နော်အေကိုအရန်တော့တယ်။အင်းကိုလွန်နေ။ဒီလိုတချင်းအကြောင်းအရာလေးနဲ့မိမိရဲ့အကြောင်းချင်းနဲ့တိုက်ဆိုင်တာပေါ့နော်။တိုက်ဆိုင်တဲ့အတွက်ကြောင့်ခံစားပြီးတော့မှဆိုရှင်တဲ့စံသားလေးဖြစ်တာပေါ့အဲ့လိုလား။ညီမချင်းနား။မာသချင်းလေးဟုတ်ကဲ့။နည်းနည်းတော့ဆိုစေခြင်းနဲ့တာနော်။ရပြီသားစင်ဖြစ်ရင်ဆိုလို့ရပါပြီ။လွယ်လွယ်တွေ့ပြီးဖြစ်လို့နေခဲ့တော့နေသလိုသာဖြစ်ခဲ့ပြီးရှေးဟုန်နဲ့လူတွေအပြေးလွှာနေကြမှာငါဟာချင်ရိတ်ခဲ့ပြီးဘဝနဲ့ရှင်ကငါသိလိုက်တာအခုချိန်တိုင်းဟာဂီတာဗမ်လေးတီးတာအတော်ပါတယ်ဖိုးကဲကိုကြည့်ချကြားရတယ်လေဟုတ်ကဲ့ခတ်တိုးလေးပဲတီးနေဟုတ်လားကောင်းတယ်ဆိုတော့မောင်လေးဆိုသွားတာနားထောင်လိုက်တော့တီးလိုက်တယ်လေပညာပိုင်းဆိုင်ရာမှာမောင်လေးတချို့ကောင်းဆိုနိုင်တယ်ဆိုတာကိုသိလိုက်တယ်နော်မင်းမှာအတန်ကကောင်းတဲ့အတန်ရှိတယ်လူတယောက်ကိုဆွဲဆောင်နိုင်တဲ့အတန်ပါဝါရှိတယ်နော်ဂယုဏတန်ပေါ့နော်အဲ့ဒါလေးရှိရဲ့ခါကြတော့မင်းတွေ့အဲ့ဒါကောင်းတဲ့ချက်ပေါ့နော်ဒီလိုလေးတော့ဒီဆွဲရမြင်ပါတယ်နော်ကျေးဇူးပါအန်ကဲတို့ဒီချိန်မှာနောက်တစ်ဆင့်ကိုဆွဲခေါ်သွားသင့်မသင့် yes no ဒါကိုဖြေပေးရမယ်နော်အန်ကဲပဲစပြောမှာပေါ့ကိုစူးစမ်းမှကိုရမယ်ကိုလုံးမှကိုရမယ်နော်အန်ကဲကတော့ yes ပြောပါတယ်နော်လက်ခံပါတယ် yes အမလည်း yes ပါပဲမတို့နှစ်ယောက်စလုံးလည်း yes ပါတာရဲ့ဒါရှေ့ကိုလာပါရွှေအောင်တောက်ပနေတဲ့နော်ဂီတလမ်းလေးอ่ะဖြူဖြောင်းနေအဲ့ဒီပေါ်လဲကျောက်တစ်ဖက်ရောက်နေပြီ congratulations ပါနော်โอเคပါစောရဲ့စင်ကတော့ဒိုင်မီရဲ့သဘောကျနှစ်သက်မှုကိုရရှိပြီး Golden Ticket ကိုရယူသွားခဲ့ပါပြီ Congratulations ပါဗျာ